ပါဒီနေ့ဒီရကြတော့ရွာလေးတရားရောက်ထားပါရဲ့ရှင်ရွာလေးတင်းတော့ပြတ်မှာမယ်နော်ကဲဟိုင်းမှာပါရွာလေးရကြတော့အိမ်လေးပေါ့နော်ဒီနေ့ဟိုင်းလေးပါလီလီတို့နေရာမဲ့ရကြတော့ဒီလိုပါရှင်အိမ်ရဲ့အပေါ်ပိုင်းပြင်မယ်နော်ဒီမှာကျတော့ဟင်းချက်တရားနေရာရှိမယ်အိတ်ကန်းရှိမယ်ရှင်ကျွန်တော်ရေကစ်တာလေးတီးလေးချစ်စရာလေးဒီမှာစပိန်နေရောကလေးတွန်းလေးလေးရရှိပါတယ်ဘော်ဒက်ကိုတက်ကြည့်မယ်ဆိုလို့ရှိရင်တော့ TV ကြည့်ရနေရာလေးရှိမယ်အခန်းတစ်ခန်းရှိမယ်စာရေးနေရာရှိမယ်ဆောက်ဟင်းရှိမယ်ပေါ့နော်ဘော်ဒက်ကိုကြည့်မယ်ဘော်ဒက်ကိုတက်ပြတ်မယ်ပေါ့နော်အဘော်ရက်မှာကျတော့ရေချိုးကဲအိမ်သားရှိမယ်ရေချိုးကဲအိမ်သားရှိမယ်ပြောကြလို့ရှိရင်ကအဝတ်ဘီတို့မန်တင်ကုန်းနဲ့ကလေးအိတ်တစ်နေရာနဲ့အဲ့ရတစ်ခုလည်းရှိမယ်ပေါ့နော်ဒီမှာစာပါရီနောက်ထပ်ကြွားရောက်လိုက်ကြတယ်နော်ဒီမှာရှိတာလေးကျတော့ကုပ်ပြလေးပေါ့နော်ကုပ်ပြလေးပါရှင်ပြီးဆိုလို့ရှိတော့မှတခြားအိမ်လေးလည်းရှိပါသေးရဲ့နော်မအိမ်လေးပါဒါကျတော့စိုက်ခင်းလေးတွေပါစိုက်ခင်းလေးတွေရှိစိုက်ခင်းလေးတွေပြကြလို့ရှိတော့မှကျတော့ကုပ်ပြလေးတော့လုံးဆက်ရှိပါတယ်ဒီမှာကျတော့ဒီဆိုင်လေးတွေပါဒါဆိုလို့ရှိရင်မုံဆိုင်လေးတွေတို့ဒီမှာတောင်းဆိုင်ပါလေးပေါ့နော်ကြလို့ရှိရင်နမထိုင်ကုန်လေးရှိနေစပိန်ဒီဇီလေးစပိန်လေးတွေနဲ့ဒါတော့ရုံးပါအထွေရုံးနဲ့တူတယ်ကြလို့ရှိရင်ဒီမှာကျတော့အသီးဆိုင်ဟင်းဒီဟင်းရဲ့ဆိုင်နဲ့အသားဆိုင်ဒါကျတော့စနုံးမောင်ရောင်တဲ့မုတ်ဒါကျတော့ဥရရောင်နာကျုပ်လေးပဲကျုပ်လေးပဲဦးပြောနော်ပြကြလို့ရှိရင်ဒီမှာကျတော့ဟင်းနဲ့ထမင်းနဲ့ရောင်နေဒီမှာဖေးလေးကော်ဖီလေးရောင်နေဒီမှာဆိုင်ရှိတယ်ဒီမှာကျစပင်းလေးပါလေးနဲ့ရလာပါရှင်ဒီကအန်ဒီလေးကကျောင်းမှာဆိုင်ထားပါမယ်နော်လီလီရကြတော့အခုကျောင်းသူမလေးလူနာဆိုတဲ့တကားလေးကိုပေါ့နော်အပိုင်းနှစ်ကကြတော့နေလေးကြောင်းရယ်တက်တင်ဖို့တော့လောက်နေပေါ့နော်အားကြောင့်လို့ပါအားဒီလိုပါရှင်ကဲပါနောက်ခုကြလို့ရှိရင်အပိုင်းလေးတွေအပိုင်းဆက်လေးတွေတင်ပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လီလီရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်ကျေးဇူးတင်ပါတယ်ရှင်တာ